ကားထဲဝင်ထိုင်လိုက်ရတာတော့စိတ်ကိုအေးချမ်းစေတာမရှိဘူးရုတ်တရက်ဆိုလိုပဲကျွန်တော်ဘိုက်ကဒူကီကွီနဲ့အတန်နေမိလာခဲ့တယ်ဟာကွာငါဘိုက်တွေအရန်စားနေပြီကျွန်တော်အင်ဂျီရမဲ့ကိုချက်ကြည့်လိုက်ပြီးတော့ဒါပေမဲ့သူတို့စားနေတဲ့ဟာတွေငါမှမကြိုက်တာကျွန်တော်ကားမောင်းထွက်သွားခဲ့တယ်အင်ဂျီရမဲ့တွေကတော့ဒါကတော့သူ့ရဲ့နေ့စဉ်ပုံမှန်ကားမောင်းထွက်နေတာပဲနေ့စဉ်နေ့တိုင်းဒီလိုအချိန်လောက်တစ်နာရီနှစ်နာရီလောက်သူကားမောင်းထွက်တတ်တယ်ဘယ်ကိုသွားပြီးဘယ်ကနေပြန်လာလဲဆိုတာကတော့ဖះပဲသိလိမ့်မယ်ထင်တယ်သူဘယ်နေရာကိုသွားရတော့မင်းထင်တယ်ဖြစ်နိုင်တာကတော့တနေရာရောက်သွားလေတာဒါမှမဟုတ်ရင်ကော်မာလီတဲ့ရောက်စီသွားလေတာနေမှာပေါ့ငါထင်တာပြောတာပါအမြဲတမ်းကျင်းတဲ့မျက်နှာနဲ့သူပြန်လာနေကြပဲလေသူခုထိစီဖို့ရှိသေးတာငါတော်တော်အံ့ဩတယ်ကျွန်တော်ကားရေဒီယိုဖွင့်ပြီးတော့သချင်းအော်ဆိုနေလိုက်တယ်ကားလမ်းမပေါ်အရှိန်ပပနဲ့ပြေးနေတဲ့ကားလေးထဲမှာကျွန်တော်သချင်းအော်ဆိုနေခဲ့တယ်ငါဘာလို့လဲငါဘာလဲအစရှိတဲ့တန်စင်စာသားရည်နဲ့ပေါ့ငါနေရာယူထားတဲ့ဒီဝမ်းနဲ့ဆရာကောင်းတဲ့နေရာငယ်လေးကဘာလဲကဘာနှစ်ခုနှစ်ချမ်းကွဲခါအောက်ဝယ်ကမြေပြင်ပေါ်မှာလူလင်များသာရှင်သန်နေကြခါကိုင်းညွတ်နေရကနေအပေါ်ကြည့်လိုက်တဲ့အခါတာမန်လူအများစုရဲ့အထင်သေးစွာကြည့်နေတဲ့မျက်လုံးတွေနဲ့နေထိုင်နေကြရတယ်နောက်ပြီးတော့ငါဒီမှာအကြီးမားဆုံးဗဟေဒီကအလဲမှာထင်းကြီးကိုပေါ်နေတယ်ဒီနေရာမှာလည်းမရှိဟိုနေရာမှာလည်းမရှိငါဟာဘာလို့လဲခဏတာမြကျွန်တော်အတန်လေးတိတ်ဆိတ်သွားပါတယ်ဟုတ်တယ်ကွာလက်စွမ်းကတော့မကြသေးဘူးတယောတဲ့တချင်းစာသားရဲ့ရေးရဲ့နေရာမှာငါအတော်ဆုံးပဲပြောဆိုနဲ့ပဲကားလေးကိုကျွန်တော်ဆက်မောင်းလာခဲ့တယ်စိတ်ကန်းတစ်ခုနာရောက်တော့ကျွန်တော်ပင်လယ်ပြင်ကြီးကိုငေးကြည့်နေမိရဲ့ဟုတ်ပြီလေဒီနေ့တော့ဒီလောက်ပါပဲဆိုပြီးကျွန်တော်ပန်းချံဘက်ကိုခြေဦးပြန်လှည့်ခဲ့တယ်ပန်းချံနာရောက်တော့ကျွန်တော်ထိုးနေကြနေရာလေးမှာပဲကားပါကင်ထိုးလိုက်တယ်တော်တော်အေးတာပဲကွာအပူပေးဆက်ဖွင့်ပြီးအိတ်ကအောင်မှာပဲရွေးစရာမရှိဘူးရုတ်တရက်ယောက်ျားတစ်ယောက်နဲ့လမ်းလျှောက်လာတဲ့မိန်းမတစ်ယောက်ကိုကျွန်တော်လှမ်းကြည့်လိုက်မိတယ်ကျွန်တော်အဲ့ဒီအမျိုးသမီးကိုပဲကြည်မြဲကြည့်နေခဲ့တယ်လူတိုင်းကငါ့ပေါ်အထင်သေးတဲ့မျက်လုံးတွေနဲ့ပဲကြည်နေတာကငါ့ကိုတော်တော်ဒေါသထွက်စေတယ်ကျွန်တော်ကားဆက်ထိုးလိုက်တော့စီကုံတော့မှာကိုကျွန်တော်သတိထားမိသွားတယ်လက်ထဲမှာလည်းပတ်စံအသိမချမ်းတော့ဘိုက်ကလည်းတကွီကွီနဲ့အတန်နေမိလာပြီငါထမင်းမစားဘဲနဲ့ရက်အနှဲငယ်လောက်တော့နေနိုင်ပေမဲ့ကားမပေါင်းရပဲနဲ့တော့ငါတော့သွားပြီကွာငါထပ်ပြီးကားပေါင်းနိုင်တော့မှာမဟုတ်ဘူးရုတ်တရက်လူတယောက်ကျွန်တော်ကားနာကိုချင်းကပ်လာခဲ့တယ်ကျွန်တော်တွေ့ဝင်နေတော့မှပဲရုတ်တရက်ကြီးဆိုလို့သူကကျွန်တော်ကားမှန်ကိုလာခောက်ခဲ့တယ်ကျေးဇူးပြုပြီးတကားလေးဖွင့်ပါအောင်ငါတကူခုမဟုတ်တာမလုပ်ပါဘူးကျွန်တော်တို့နှစ်ယောက်အကြည့်ချင်းစုံသွားတယ်ကျွန်တော်ကတော့ကိုကိစ္စနဲ့ကိုအာရုံနှောက်နေပါတယ်ဆိုမှခုလိုလူတယောက်ကလာတော့ပို့ပြီးတော့ကျွန်တော်စိတ်မသက်မသာဖြစ်သွားသေးတယ်ငါမင်းကိုသိတယ်မင်းစောနာအစောပိုင်းတော့ဒီပန်းချန်နာမှာခြေရှုပ်နေခဲ့တာမလားဟိုးမင်းငါ့ကိုသတိထားမိသွားတာပဲဟုတ်တယ်မလားဆက်လက်ပြီးတော့ပဲကျွန်တော်ကမင်းဘာလုပ်ချင်တာလဲနားထောင်မင်းကအင်ချီရမဲ့ဟုတ်တယ်မလားငါသိတယ်အင်ချီရမဲ့ဆိုတဲ့အဓိပ္ပာယ်ကိုတူတူနဲ့လွင်ပြောရမယ်ဆိုရင်အတွေ့အကြုံစုံနေတဲ့သူတွေပေါ့ဒါပေမဲ့ရိုးရိုးလေးပဲပြောအောင်ကျွန်တော်ဘာမှမပြောပဲသူပြောသမျှပဲနားထောင်နေခဲ့တယ်သူ့အနေနဲ့ရိုင်းပြမိသွားရင်တောင်းပန်ကြောင်းနဲ့တူတူနဲ့လွင်ပြောမယ်ဆိုရင်ကျွန်တော်အတွက်တင့်တော်မဲ့အလုပ်တစ်ခုသူ့မှာရှိကြောင်းသူကတော့ကျွန်တော်ပြောပြပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုတွေကိုဒီမန်ကားဆောင်ဆိုရဲ့ကျွန်တော်ရဲ့ YouTube channel မှာပဲကြိုတင်ထားမှာမို့လို့စိတ်ဝင်စားရဆိုရင် subscribe လေးလုပ်ခဲ့ပါအောင်ဗျ